ဒီနေ့တော့ချယ်စာအုပ်ဖတ်ခြင်းဆိုတဲ့အကြောင်းအရာလေးတွားလိုက်ကြအောင်နော် Reading book. Let's read. Once upon a time, in a small town, there lived a curious girl named Emma. ဟိုရှိရှိတော့ငါတဲ့ဒီမျိုးလေးသေးသေးတစ်မျိုးမှာတဲ့အရန်ကိုဆက်စုတက်တဲ့မိန်းကလေး Emma ဆိုတဲ့တယောက်ရှိပါတယ်တဲ့ She loved asking questions like, why do stars shine? Or how are cakes made? သူမကတဲ့ဒီကျယ်ရီကဘလို့လင်းလန့်နေရလဲပြီးရင်ကိတ်မုန်နေရဘလို့လောက်တာလဲဆိုတဲ့မိခွန်းတွေကိုသူမမိရတာကိုချင်းနဲ့တတ်ပါတယ် But she didn't know where to find the answers. ဒါပေမဲ့တဲ့သူမအဲ့လိုမျိုးမိခွန်းတွေရှိမှသူမမှာဖြေပေးမဲ့လူလည်းမရှိလို့ဘယ်ကနေအဖြေရှာမလဲဆိုတာလည်းသူမမသိပါဘူးတဲ့ A rainy day မိုးရွာတဲ့နေ့တစ်နေ့မှာဆိုရင် one rainy afternoon နေ့လည်ခင်းတစ်ခုမိုးရွာနေတဲ့အချိန်မှာတဲ့ Emma's mom said Emma ရဲ့အမေကပြောတယ် Let's go to the library အမေတို့တဲ့ library ဆိုတဲ့စာကြည့်တိုက်ကိုသွားကြရအောင်တဲ့ Emma had never been there before Emma ကဒီ library ဆိုတဲ့စာကြည့်တိုက်ကိုတစ်ခါမှမရောက်ဘူး when she stepped inside သူမစာကြည့်တိုက်ထဲကိုလှမ်းလိုက်တဲ့ခြေလှမ်းလိုက်တဲ့အချိန်မှာ she saw rows and rows of colorful books သူမအတန်းလိုက်ဖြစ်နေတဲ့ဒီအယောင်စုံရှိရဲ့စာအုပ်တွေသူမတွေ့ခဲ့ပါတယ်တဲ့ Shiny book. Emma picked up a shiny blue book. Emma ဆိုတဲ့မိန်းကလေးကတောက်ပနေတဲ့အပြာရောင်စာအုပ်တော့ကိုသူမကောက်ကိုင်းလိုက်တယ် Suddenly it glowed and whispered. ရုတ်တရက်ပဲအဲ့ဒီအပြာရောင်စာအုပ်လေးကတောက်ပလာပြီးတော့မှတူတူလေးဗာပြောခဲ့တယ်ဆိုရင် Open me and you'll travel to space. မင်းငါ့ကိုဖွင့်ကြည့်လိုက်အဲ့ဒါဆိုရင်မင်းကအာကာသထဲကိုရောက်သွားလိမ့်မယ်တဲ့အလေပတ်သွားလို့ရမယ်လို့ပြောလိုက်တယ် She gasped and opened the book သူမကတပြင်းတစ်ချက်ရှူပြီးတော့မှစာအုပ်ကိုဖွင့်ကြည့်လိုက်ခဲ့ပါတယ်တဲ့ The pages flew like wind ဒီစာမျက်နှာတွေကတဲ့လေလိုမျိုးပဲပြန့်သန်းနေပါတယ်တဲ့ Reading is magic. Suddenly, Emma was floating in a rocket ship. ရုတ်တရက်ပဲ Emma ကဒီဒုံးပျံကြီးရဲ့မှာသူစီးမျောနေရလို့ဖြစ်သွားခဲ့တယ် Reading about planets and stars. သူဖတ်နေတဲ့အကြောင်းအရာကတော့အာကာသအကြောင်းတွေပြီးရင်ဂျိုးတွေအကြောင်းတွေပြီးရင်ကျယ်တွေအကြောင်းတွေပါတဲ့ Wow, books can take me anywhere, she shouted. သူမဘာအော်ပြောလိုက်လဲဆိုရင်ဝါဒီစာအုပ်တွေဟာတဲ့ငါ့ကိုနေရာမရွေးခေါ်သွားနိုင်တာပဲတဲ့ She spent hours reading about dinosaurs, deep oceans, and yummy recipes. သူမကတဲ့ dinosaurs အကြောင်းတွေဒါမှမဟုတ်ဒီnet shine တဲ့သမုဒ္ဒရာအကြောင်းတွေဒါမှမဟုတ်ဒီအရသာရှိတဲ့ဟင်းချက်နီးမျိုးစုံကိုတဲ့သူကအချိန်နဲ့အများကြီးပေးပြီးတော့ဖတ်ကြည့်ခဲ့ပါရဲ့တဲ့ Sharing the magic မော်ပညာကိုအခြားသူများနဲ့မျှဝေခြင်း The next day Emma told her friend Liam နောက်တစ်နေ့မှာတော့တဲ့ Emma ကသူမရဲ့တငယ်ချင်းဖြစ်တဲ့ Liam ကိုပြောတယ်။ဘာပြောလဲဆိုရင် Books are like magic doors စာအုပ်တွေကတဲ့မော်ပညာတကားတွေလိုပဲမော်တကားတွေလိုပဲ Let's read together ငါတို့အတူတူဖတ်ကြရအောင်တဲ့ So they went to their library every week အဲ့ကြောင့်မလို့တဲ့သူတို့ကဒီစာကြည့်တိုက်ကိုအပတ်တိုင်းသွားတယ် Each time they visited new walls with just one book သူတို့ကတဲ့အမြဲတမ်းအပတ်တိုင်းအလဲသွားတဲ့အချိန်မှာတပတ်ကိုတအုပ်ဖတ်ပြီးတော့မှသူတို့ကဘာအစ်စ်မရောက်ဘူးတဲ့ကဘာအစ်စ်မသိရဲ့အရာတွေကိုသူတို့အမြဲလေ့လာခဲ့ပါရဲ့တဲ့ I love reading သူမကအခုတော့စာဖတ်ရတာကိုချစ်နှစ်သက်သွားပါပြီ Now Emma helps other kids find their favorite books ခုတော့ Emma ကသူတို့ရဲ့အခြားကလေးတွေကိုလည်းသူတို့ဘယ်စာအုပ်တွေကြိုက်နေတယ်လဲဆိုတာကိုပြီးရှာပေးရဲ့ She says books don't just tell stories သူမဘာပြောလဲဆိုရင်စာအုပ်တွေကဒီပုံမြင်တွေဝဲပြောနေရမဟုတ်ဘဲနဲ့ they make you smarter, kinder and happier ဒီစာအုပ်တွေကနေကလေးတွေကိုပို့ပြီးတော့မှထက်မြက်လာစေတယ်ပို့ပြီးကျင်နာလာစေတယ်ပို့ပြီးတော့ပျော်ရွှင်လာစေပါရဲ့တဲ့ and that's how one little book changed Emma's world forever သူမဖတ်ခဲ့တဲ့ပထမဆုံးစာအုပ်ကနေစပြီးတော့မှသူမရဲ့ပြောင်းလဲစေခဲ့တဲ့အရာလေးပေါ့နော် Books are like magic slides. They can take you anywhere you imagine. The books they are မော်ပညာအပိုင်းစားလေးလို့မော်ပညာ
ရွက်အပိုင်းလေးလိုပဲတဲ့သူတို့ကမင်းမှန်းတဲ့နေရာမှာလည်းမင်းစိတ်ကူးရင်လိုက်တဲ့မှန်တယ်မြနေရာအကုန်လုံးသူကလိုက်ပို့လိမ့်မယ် all you have to do is read ဒါပေမဲ့အကုန်လုံးလုပ်ဖို့လိုတာကစာအုပ်ဖတ်ဖို့ပါပဲကဲအဲ့ဆိုတော့တောက်သမီးတို့လည်းစာအုပ်လေးဖတ်ကြည့်ကြမယ်နော် so thank you for your attention so bye bye for now